ဒီကြောက်လေးနှလုံးကိုဖြတ်တောက်ကြည့်မှာပဲဖြစ်ပါတယ်ဖြတ်ပြီးသွားတဲ့အနေထားလေးကဘယ်လိုဖြစ်မလဲဆိုတာကိုသိကျင်တဲ့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်မျှဝေပေးလိုက်တဲ့ဗီဒီယိုထဲမှာတွေ့ရမှာကတော့မနေ့ကကျွန်တော်တင်ပေးခဲ့တဲ့ခန်းနီးပဲလော်လေးနှလုံးကိုကျွန်တော်တို့တွေဖြတ်တောက်ပြီးသွားတဲ့အနေထားလေးတွေးပြီးသွားတဲ့အနေထားလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့မနေ့ကဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုရင်တော့ကျွန်တော်ရဲ့အကောင့်ထဲမှာပြန်လည်ပြီးတော့မှဝင်ကြည့်လိုက်ပါဦးဒါလေးကတော့ကျွန်တော်တို့တွေနှလုံးလုံးကိုဖြတ်တောက်ပြီးသွားတော့မှရလာတဲ့အနေထားလေးပဲဖြစ်ပါတယ်ဒါလေးတွေကတော့တစ္ဆာအရှိက၄စားကတော့ကျွန်တော်တို့တွေဇိမ်းရည်ဖြစ်မယ်ဆိုတော့အလုံးနည်းနည်းကြီးတဲ့တဲကနေပြီးတော့မှ၄စားထွက်ပါတယ်အနာလေးတွေများသွားတဲ့ပုံမှာပယ်ကတော့အရွယ်ကြီးကြီးလေးမရလိုက်ပါဘူးအောက်ကနှစ်ဆလေးကတော့ကျွန်တော်တို့တွေဇိမ်းဝရည်ဖြစ်မယ်ဆိုတော့အလုံးအသေးအရှိလေးတွေကနေထွက်တဲ့နှစ်ဆပဲဖြစ်ပါတယ်ဒါလေးတွေအားလုံးကတော့တွေးပြီးသွားတဲ့ရုပ်လေးမှာကြောက်လေးကတော့ကျွန်တော်တို့တွေမျောမှန်းထားတဲ့အတိုင်းပဲကာလာအနေနဲ့လည်းတော်တော်လေးကိုကောင်းပါတယ်ကြောက်စီကြောက်သားလေးလည်းကောင်းပါတယ်ကာလာလေးလည်းလှပါတယ်ဒါပေမဲ့အရွယ်လေးကတော့အနာစာလေးတွေပါတယ်အမဲဆက်လေးတွေပါတယ်ပုံမှာဒါလေးတွေကိုရှင်းထုတ်ပြီးတော့မှကျွန်တော်တို့တွေကဒီလို6ပွင့်ရလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ကဇိမ်းရည်မှန်းထားတဲ့တဲကနေပြီးတော့မှဇိမ်းရည်ကတော့3ပွင့်ကတော့ဇိမ်းရည်အဖြောင်းဖြစ်ပါတယ်အောက်ဆုံးတစ်ပွင့်လေးကတော့ကျွန်တော်တို့တွေနည်းနည်းလေးအဝါဘက်ကိုနည်းနည်းလေးတန်းတဲ့ပုံမှာကျွန်တော်တို့တွေဇိမ်းဝရည်အုပ်စုထဲမှာ3ပွင့်လောက်လိုက်တာပဲဖြစ်ပါတယ်အဲ့တော့ဒီကြောက်လေးတွေကကျွန်တော်တို့တွေအခုလက်ရှိပုံစံလေးအတိုင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေကမင်္ဂလာကြီးဖြစ်နိုင်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်ဒီကြောက်လေးတွေကကျွန်တော်တို့ဝယ်ထားတဲ့ဈေးနှုန်းနဲ့ရလာတဲ့ကြောက်လေးတွေကအရွယ်လေးတာမရလိုက်တာတကယ်လို့ဒါအရွယ်လေးတာကြီးကြီးလေးတာကျွန်တော်တို့မန်းတို့လိုတပွင့်ကောင်းလေးတွေကထွက်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီကြောက်လေးကရာကြောက်လည်းဖြစ်သွားနိုင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ကြမယ်